ကိုလူချင်ဘတ်ဖြစ်လို့ဖြစ်နေမှမသိရဲ့လူတွေအတွက်ချင်ဘတ်ဆိုရင်မုံလာဥချင်ဘတ်ကတိုးစရာအစုံနဲ့လှုပ်ရှားတဲ့ချင်ဘတ်တွေရဲ့ပဲစားလို့ကောင်းတာပါလူချင်ဘတ်ဆိုရင်တော့ဘယ်နေရာမှာအတုံးလဲမဝင်တယ်လို့လူပိုလူလွတ်ကြီးဖြစ်နေပြီးနောက်ွယ်မှာအမြဲနှာခေါင်းရှုံခံရပါမယ်ဒီနေ့အရန်မေးနေကြတဲ့မုံလာဥအချင်းစိန်ကြီးလေးပေါ့နော်မြန်မာလူပြောမယ်ဆိုရင်တော့ချင်ဘတ်ပေါ့ကွယ်အဲ့ဒါလေးကိုကျွန်မလုပ်ပြပါမယ်မုံလာဥနီးရဲ့နေရာမှာစကေးအများကြီးလိုတယ်ကျွန်မတောင်တော်တော်လေးလှုပ်လူပြီးမှဒီလိုမုံလာဥလေးဖြစ်လာတာပါအရင်ဦးဆုံးတစ်စောင်းလေးလိမယ်လိပြီးရင်ကျွန်မပြတယ်လို့အတဲ့လေးတွေလိပါမယ်ဆွဲလိုက်ပြီဆိုရင်တော့ပိုးဒီလေးရရှိပါပြီပြီးွားရင်တော့ကျွန်မမုံလာဥအနီလေးတွေလည်းသုံးထားပါတယ်ပိုးဒီလေးကလေငပိရင်နဲ့ပဲစားပြီးွားရင်ဒီတိုင်းပဲတုတ်စားအရန်စားကောင်းပါတယ်ကဲအချင်းစိန်မို့အတွက်ကျမကအိုးမလို့အုံပွင့်နေကြောက်တဲ့စားလေးတွေထည့်ပြီးဖြူပါမယ်စားဖြူရင်တော့အနာရှိရင်ဆက်ကြတာထုံးစံပါပဲစားလေးတွေနဲ့နေပြီးွားပြီး9မိနစ်10မိနစ်နေရင်တော့ရေဆေးပါမယ်ရေကိုတော့3ထက်လောက်ကျမကဆေးပါတယ်ဆေးပြီးရင်တော့ကျမဆက်ထားပါတယ်အချင်းရေစိန်ဖို့နေရာမှာကျမတို့ကစံစေးရေသုံးလို့ရတယ်ထမင်းရေသုံးလဲရပါတယ်ထမင်းရေဆိုတာထမင်းအိုးကိုကြိုပြီးရင်ရတဲ့အရေကိုပြောတာပါအခုကျမကကြတော့ရှာလကရေနဲ့စိန်ပါမယ်ရေနွေးရတယ်ရေချက်အေးဆိုပိုကောင်းပါတယ်ရေချက်အေးလေးတွေကိုစားလေးထည့်မယ်ထည့်ပြီးွားရင်ရှာလကရေဒီလိုခွက်ကလေးတစ်ခွက်စာထည့်လိုက်ပါမယ်ထည့်ပြီးတော့ကျမအေးခံထားမယ်ပလင်းတစ်လုံးနဲ့ကိုတော့ကျမကခုနကမုံလာဥလေးတွေကိုထည့်လိုက်ပါတယ်အဆက်ရတာစားခြင်းတော့ဒီနေရာမှာငရုတ်သီးစိမ်းလေးတွေထည့်လဲရပါတယ်ကျမကတော့အဆက်ရတာရအောင်ငရုတ်သီးစိမ်းလေးတွေထည့်ပါတယ်အရင်တော့အမေစိန်ပေးနေကြဒါတော့အခုပါကိုစိန်တာပါကျမရှိမှအမြဲတမ်းစိန်ပြနေရဲဆိုတော့ကျမတော့ကဒါမခက်ခဲတော့ပါဘူးသူတို့ကရှာလကရေနဲ့လဲစိန်နေထမင်းရေနဲ့လဲစိန်နေကြပါကဲရှာလကရေလေးအခုနကကျမရေနဲ့ရောထားတဲ့ဟာလေးထည့်ပြီးွားပြီးဆိုရင်တော့အဖုံးပိတ်ပြီးတော့ကျမတို့3ရက်လောက်နေရင်စားလို့ရပါပြီဒါကတော့ကျမကပဲပြင်မောက်ကိုစိန်တာပါရေပိုနေလို့ပေါ့နော်ပဲပြင်မောက်ကြရင်တော့1ရက်လောက်နေရင်ကျမတို့ကတိုးစရာနဲ့ပဲစားပြီးွားရင်တုတ်ပြီးပဲစားအရန်စားကောင်းပါတယ်ကဲအချင်းစိန်ကြီးလေးပြပြလိုက်ပါပြီအရန်လွယ်ပါတယ်တတား